ဝိုင်းဘက်ကစားခြင်းနဲ့ညီကိုတွေအတွက်ကျွန်တော်အခုပြောပြပေးသွားမှာတော့ဝိုင်းဘက်အကောက်ဖွင့်နည်းလေးပဲဖြစ်ပါတယ်ဝိုင်းဘက်အကောက်ဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော်အခုတေချာလေးပြောပြပေးပါမယ်ညီကိုတို့လိုက်လို့ကြည့်ပါ application link ကိုလည်းကျွန်တော် comment မှာချထားပေးပါမယ်ပထမအဆုံးအနေနဲ့လုံးဆောင်ရမှာကတော့ဒီဘက်ကစအစိမ်းရောင်လေးကိုနှိပ်လိုက်ပါပြီးရင်အပေါ်ဆုံးက1 click ဆိုတာလေးကိုထပ်နှိပ်ပါမယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့နိုင်ငံရွေးပါမယ်ကျွန်တော်ကမြန်မာမှာဆိုတော့ country နေရာမှာမြန်မာဆိုတာကိုပြောင်းလိုက်ပါမယ်ညီကိုတို့ကဘတ်နဲ့ဆော့မှာဆိုလို့ရှိရင် location ကို Thailand ဖြစ်ဖြစ်ထားပေးရပါမယ်။ပြောင်းပြီးသွားလို့ရှိရင် promo code နေရာမှာ KS2004 ဆိုတာလေးကိုထည့်ပေးရပါမယ်။ promo code လေးဖြည့်ပြီးသွားလို့ရှိရင်အောက်က4000ကွက်လေးမှာအမှန်လေးချစ်လိုက်ပါ။ပြီးရင်အောက်ကစာအစိမ်းရောင် register ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒီစစ်နေပြီးသွားရင်ခဏလေးစောင့်လိုက်ပါခဏလေးစောင့်လိုက်တဲ့အချိန်မှာဒါမျိုးလေးပေါ်လာပါလိမ့်မယ်။ပေါ်လာတဲ့အခါကျွန်တော်တို့ဘောလုံးကိုသူ့ရဲ့နေရာရောက်အောင်ရွှေ့ပေးရပါမယ်။ဆက်ဆိုတာလေးပေါ်လာပါပြီ။အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ username password ကိုဝိုင်းဘက်ကနေချပေးပါလိမ့်မယ်။ကျွန်တော်တို့ကအဲ့ username password လေးကို screenshot ရိုက်ပြီးတော့ပဲဖြစ်ဖြစ်စောက်ထဲမှာပဲဖြစ်ဖြစ်တေချာသိန်းကိုသိမ်းထားရပါမယ်။ပြီးရင်တော့ next ဆိုတာလေးကိုနှိပ်လိုက်ပါ။ဒါမျိုးလေးပေါ်လာရင်တော့ကျွန်တော်တို့ဝိုင်းဘက်အကောင့်ဖွင့်ပြီးသွားပါပြီ။ဝိုင်းဘက်နဲ့ပတ်သက်ပြီးမသိနားမလျက်ရှိရင်ကျွန်တော်အခုကြထားတဲ့ Telegram username လေးမှာတွားရောက်မေးမြန်းနိုင်ပါတယ်